KK Audiobook Channel ကိုအားပေးနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာဆိုရင်တော့စာရေးဆရာနေမင်းမောင်ရေးသားထားတဲ့တရက်ပင်အိုနဲ့အိမ်ဆောက်ဝင်းညင်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဇာတ်လမ်းလေးကိုစတင်လိုက်ကြရအောင်ပါဗျာမိုးစံမိုးပေါက်တို့ဟာသူ့မိုးပေါ်ကိုစီးချက်မညီပဲဒုံဒုံတိုင်းတိုင်းမြည်ဟီးကကျဆင်းနေတယ်ရန်ကုန်မြို့ရဲ့စင်ကြေဘုံရက်ကွက်ဟောင်းတစ်ခုဖြစ်တဲ့အင်းစိန်ဘက်ကခြံဝင်းကျဲကြီးတစ်ခုအတွင်းမှာရှိတဲ့နှစ်ထပ်ပြင်းအောင်အင်ကြီးကမဲမှောင်နေပြီးတော့ကောင်းငင်အောင်မှာငြိမ်သက်နေတယ်။လေပြင်းတိုက်ခိုက်လိုက်တိုင်းခြံထဲမှာရှိတဲ့တရက်ပင်အိုကြီးရဲ့အခက်လက်တွေကအင်ခေါင်မှုကိုကုတ်ချစ်နေတဲ့ဟာလဲစိတ်ကြောင်ကတန်းဖြစ်နေသူအတွက်လက်သေးတံတစ်ခုနဲ့တူလာတယ်။ကိုထုံးဝင်းဟာဧကန်အလဲမှာရှိတဲ့တစ်သားကလထိုင်ဟောင်းပေါ်မှာထိုင်ရင်းနဲ့စေးဘောလိတ်ကိုခက်မမှန်ခဲနေမိတယ်။အခန်းထဲမှာအနံ့ပြင်းတဲ့ဆေးရွက်ကြီးအနံ့နဲ့အတူစိုးတိုင်းစာများကအင်ကြီးရောက်တဲ့ဒီတိုးဝင်လို့နေတယ်။လျှက်စင်မီးပြတ်နေဒီမှာ3နာရီခန့်အောင်ရှိနေပြီ။ဘုရားရှင်ဘောကဖျောင်းတိုင်မီးရောင်ဟာလေတိုးတဲ့အခါတိုင်းတုံရီနေပြီးတော့နေရံပေါ်မှာရှိတဲ့ဘိုးဘွားပုံရိပ်များရဲ့အရေးကိုပုံပြက်ပန်းပြက်ဆွဲဆန့်နေတယ်။မိုးကလည်းမဆဲနိုင်တော့ဘူးလားကိုထုံးရဲ့ဒီညမှတဲတဲမဲမဲကိုရွာနေတော့တာပဲ။အိမ်နောက်ဘက်မီးဖို့ကြောင့်လည်းဇနီးဖြစ်သူမက်အေးကြီးရဲ့အတန်ထွက်လာတယ်။သူမဟာဓာမီတလက်ကိုကင်ပြီးတော့ဧကန်ထဲကိုထွက်လာခဲ့တယ်။ဓာမီရောင်ကလိုင်ကက်နာရီကြီးပေါ်ကိုကြားရောက်သွားတဲ့အခါည7နာရီခွဲပြီဖြစ်ကြောင်းကိုပြသနေတယ်။အင်းလေဝါဆိုဝါကောင်ရေးဖောင်းဖောင်းဆိုတော့လေရွာမှာပေါ့ဒါပေမဲ့ဒီနေ့မိုးကထူးဆန်းနေအေးကြီးလေရလဲအေးစိမ့်နေတာပဲကိုထိုးဝင်းကပြောရင်းနဲ့အိမ်ရှိပရင်းပေါက်ကအပြင်ဘက်ကိုလှမ်းကြည့်လိုက်တယ်လေစီးများကတစ်ချက်နဲ့တစ်ချက်ကောင်းငင်ကိုဖျက်ဆီးသွားတဲ့အခါခြံထဲမှာရှိတဲ့ရေတည်နေတဲ့မြေကွက်လက်ကြီးနဲ့တရက်ပင်အိုကြီးကိုခဏတာမြင်လိုက်ရတယ်အဲ့ဒီအချိန်မှာလျှက်စီးရောင်နဲ့အတူတရက်ပင်ချင်းရင်းမှာလူတစ်ယောက်ရက်နေတယ်လို့ခရီးရီမြင်လိုက်ရတဲ့အတွက်ကိုထုံးဝင်းမျက်လုံးကိုပုတ်လိုက်မိတယ်ပြင်းထန်တဲ့မိုးကြိုးတန်ကြီးကအိမ်ကိုတုန်ခါသွားစေတယ်။မက်အေးကြီးကလန့်ဖြန့်ပြီးတော့ကိုထုံးဝင်းအနီးကိုတိုးကပ်လာတယ်။ကိုထုံးဝင်းကြားလားမိုးကြိုးပစ်တာအိမ်သားတယ်မယ်။တခုတော့လောင်သွားပြီထင်တယ်။ကိုထုံးဝင်းကဘာမှပြန်မပြောပဲဗလဲမောက်စီကိုတိုးသွားပြီးတော့အပြင်ဘက်ကိုစိတ်စိတ်ကြည့်လိုက်တယ်။နောက်ထပ်လျှက်စီးတစ်ချက်ထက်လက်သွားတယ်။အဲ့ဒီအချိန်မှာသူတေချာမြင်လိုက်ရတယ်။ချန်စီကိုအနီးကတရက်ပင်ကြီးဟာမိုးကြိုးထိမှန်ထားတဲ့အတွက်ထိပ်ပိုင်းကဂိုင်းကြီးတစ်ခုကျိုးကျနေပြီးတော့မီးကိုအချို့ထွက်နေတယ်။ဒါပေမဲ့အဲ့ဒီအရာတက်ပို့ပြီးတော့ထူးဆန်းတာကကျိုးကျနေတဲ့တစ်ကိုင်းအောင်မှာအဝတ်အစားခံနှန်းနဲ့လူတစ်ယောက်ကမလုံမရှက်ရက်နေတာပဲဖြစ်တယ်။အဲ့ဒီလူဟာအိမ်ဘက်ကိုမျက်နှာမူထားပုံရတော့လဲမိုးတွေအရန်ရွာနေတဲ့အတွက်ရုပ်ရည်ကိုအကဲမခတ်နိုင်ပဲဖြစ်နေတယ်။အေးကြီးဟိုမှာတယောက်ရက်နေသလားလို့ကိုထုံးဝင်းရဲ့စကားကြောင့်မအေးကြီးကဓာမီနဲ့အပြင်ဘက်ကိုလှမ်းထိုးကြည့်လိုက်တယ်။ဒါမဲ့ဓာမီရောင်ကဒဲထန်နေတဲ့မိုးဆက်များကိုဖောက်ထွက်နိုင်စက်မရှိခဲ့ဘူး။ဘသူရှိမှလဲကိုထုံးဝင်းရဲ့ဒီလောက်မိုးရွာနေတာကိုရှင်မျက်စိမားတာနေမှာပါမဟုတ်ဘူးငါတခြားမြင်လိုက်တယ်မိုးကြိုးပြစ်တုံကအလင်းထဲမှာသူရက်နေတာအခုအဲ့ဒီနားမှာပဲရှိနေတော့မယ်ကိုထုံးဝင်းကပြောရင်းနဲ့အိမ်ရှိတကားစီကိုရှောက်သွားပြီးတော့တကားကိုဆွဲဖွင့်လိုက်တယ်အေးစိမ့်နဲ့လိန်နဲ့အတူမိုးဆက်အချို့ကဧကန်ထဲကိုလွင့်စင်လာခဲ့တယ်သူကအပြင်ကိုထွက်ကြည့်ဖို့ပြင်လိုက်စင်မှာပဲအိမ်ရှိလှေကားရနေပြီးတော့အတန်တွေကိုကြားလိုက်ရတယ်အဲ့ဒီအရာကလူတယောက်ဆူရွှဲပြီးတော့ခြေထောက်တွေနဲ့သားလေကားကိုတက်နင်းလာတဲ့အတန်မျိုးပဲဖြစ်တယ်ကိုထုံးဝင်းနဲ့မက်အေးကြီးတို့နှစ်ယောက်သားအသက်ရှူရမတန်ငိမ့်ချသွားခဲ့တယ်။လေကတိတရားနေပြီးတော့တထိချင်းအတန်မိလာတယ်။လေထဲမှာရုတ်တရက်ရှော့နဲ့ညွန်ညွန်နဲ့တခုခုပုတ်တိုးနေတဲ့အနံ့ဆိုးတစ်ခုကစိမ့်ထွက်လာခဲ့တယ်။ဟိုးကျိုးတန်တွေကလည်းအဝေးကိုရောက်သွားပဲနဲ့အိမ်ခေါင်မိုးပေါ်မှာသာတချင်းချင်းနဲ့မြည်ရှိနေတော့တယ်။မက်အေးကြီးဟာကိုထုံးဝင်းရဲ့ပခုံးကိုခက်တင်းတင်းစုပ်ကင်ထားမိတယ်။သူမရဲ့လက်ချောင်းတွေကလည်းအေးဆက်တုံရင်နေခဲ့တယ်လေကတဲ့များစီကထွက်ပေါ်လာတဲ့တကြွကြည်အတန်ကလည်းပုံမှန်လူတယောက်တက်လာတဲ့အချိန်မျိုးမဟုတ်ဘဲနဲ့ခြေထောက်တစ်ဖက်ကိုဆွဲပြီးတော့တရုတ်တိုက်တက်လာနေတဲ့အလားလေးလံနေတဲ့အတန်မျိုးနဲ့တစ်ချက်မှာလက်သေးတွေနဲ့ချစ်လိုက်တဲ့အတန်လိုမျိုးတစ်ချက်အတန်များကဘိုးတန်ကိုဖောက်ထွက်ပြီးတော့နားလေးကိုစူးဝင်လာခဲ့တယ်။ကိုထုံးဝင်တကားပိတ်လိုက်တော့လေတကားမြန်ပိတ်ပါတော့မအေးကြီးကတိုးတိုးလေးကပ်ပြောလိုက်တော့လေကိုထုံးဝင်ကကြောက်ရွံ့တရုတ်ကဲ့သို့မှင်သက်နေခဲ့တယ်သူ့ရဲ့မျက်လုံးတွေကအမောင်တို့ကိုဖုံးလွှမ်းနေတဲ့လှေကားထိပ်စီကိုသာစိုက်ကြည့်နေခဲ့မိတယ်။အပြင်ဘက်မှာလျှက်စီးများကပိုပြီးတော့စိတ်လာတယ်။အပြာရောင်တန်းနဲ့အလင်းတန်းတွေကလည်းဝင်းကနေလက်သွားတိုင်းအေကန်းထဲမှာရှိတဲ့ပရီဘောဂါတွေရဲ့အရှိတ်ကနေရံပေါ်မှာကခုန်နေခဲ့တယ်။ရုတ်တရက်လျှက်စီးတစ်ချက်အားကောင်းကောင်းနဲ့လက်ကနေပစ်သွားတဲ့အချိန်မှာလေကားထိပ်ဆုံးအဆင့်မှာရက်နေတဲ့ပုံရိပ်တစ်ခုကိုသူတို့နှစ်ဦးလုံးမြင်လိုက်ရတယ်။အဲဒီဟာလူတစ်ယောက်ရဲ့ပုံသဏ္ဍာန်ဖြစ်ပြီးတော့ကိုဟန်အနေထားကလည်းပုံမှန်မဟုတ်ခဲ့ဘူး။သူ့ရဲ့ခေါင်းကပကုံးတစ်ဖက်ပေါ်ကိုဘေးတိုင်းကျိုးကျနေတဲ့ကဲ့သို့စောင်းနေပြီးတော့ခန္ဓာကိုယ်တစ်ခုလုံးကရေညှိအောင်တန်းနေတဲ့ဘွက်နှင်းများနဲ့တိရွက်ပုံများကဖုံးလွှမ်းနေခဲ့တယ်။အဝတ်စားတွေကစုပ်ပြတ်နေပြီးတော့မိုးရေကလည်းကြမ်းပြင်ပုံတောက်စီးကျနေခဲ့တယ်
အစိုးဆုံးကတော့အဲ့ဒီအရာကနေပြီးတော့ထွက်ပေါ်လာတဲ့အနံ့ပဲဖြစ်တယ်၎င်းကရင်းနဲ့တည်ဆုံးပြီးတော့ရက်အတော်ကြာမှပြန်ပေါ်လာတဲ့အလောင်းတစ်ခုလိုထွက်လာတဲ့ရှုံပုံနဲ့ငါးညုံနဲ့ရောဆက်နေတဲ့အနံ့ဆိုးတွေမျိုးကိုထုံးဝင်းကတတိပြန်လာပြီးတော့တကားကိုဆွဲပိတ်လိုက်ဖို့ကြိုးစားတော့လေသူ့ရဲ့ခြေထောက်တွေကမြေကြီးတွေကိုစိုက်ဝင်နေတယ်လို့ရွှေ့မြဖြစ်နေခဲ့တယ်ဘယ်သူလဲကိုထုံးဝင်းရဲ့အတန်းမှာတုံရီနေပြီးတော့လေချောင်းထဲမှာတစ်ဆုံနေခဲ့တယ်အဲ့ဒီပုံရိပ်ကြီးကဘာမှပြန်မပြောဘဲနဲ့ခေါင်းကိုဖြည်းဖြည်းချင်းမော့လာတယ်လျှက်စီအလင်းရောင်အောင်မှမြင်လိုက်ရတဲ့အဲ့ဒီမျက်နှာကြီးကအသားရည်မရှိတော့ပဲအယိုးပေါ်မှာအရေးတင်ပြီးတော့ဖြူဖြော့နေခဲ့တယ်မျက်လုံးအိမ်ကြီးကဟောက်ပတ်ဖြစ်နေပြီးတော့အဲ့ဒီအထဲမှာမိခိုရောင်တိမ်ဆိုင်များတဲ့ကဲ့သို့မျက်လုံးအဖြူသားများကသူတို့ကိုစိုက်ကြည့်နေခဲ့တယ်ထိုရာရဲ့ပါးစပ်ကနေပြီးတော့ထူးဆန်းတဲ့ရှာရိုက်တံတစ်ခုထွက်လာတယ်အဲ့ဒီနောက်မှာအဲ့ဒီယာကြီးကလက်ကိုဖြည်းဖြည်းချင်းဆန့်ထုတ်လိုက်တယ်လက်ချောင်းများဟာရှည်လျားပြီးတော့လက်သေးခွန်တွေကလည်းမဲမှောင်ပြီးတော့ခြုံထက်နေတယ်၎င်းကသူတို့ကိုအနားတိုးမလာပဲအေခန်းနေရမှာချိတ်ထားတဲ့မိသားစုဓာတ်ပုံဟောင်းကြီးစီကိုလက်ညှိုးညွှန်ရတယ်။အဲဒီဓာတ်ပုံဟာကိုထုံးဝင်းရဲ့အဖိုးဖြစ်သူဥပဒါနဲ့အဖွားဖြစ်သူတို့ရဲ့ပုံပဲဖြစ်တယ်။မိုးကြိုတန်ကြီးကနောက်တစ်ချိန်အိမ်မော်တက်တက်ရနေပြီးတော့ဟင်းကနေမြည်သွားပြန်တယ်။အဲဒီအခိုက်အတန့်မှာပဲအင်ခေါင်မိုးမှာမိုးရေတွေကဓာတ်ပုံကြီးပုံကိုဓာတ်ရိုက်စီးကြလာပြီးတော့ဓာတ်ပုံတွေကဥပဒါရဲ့မျက်နှာမှာရေးဆိုးကပုံပြက်ပန်းပြက်ဖြစ်သွားခဲ့တယ်။မိုးကြိုပြစ်တာအဖိုးတို့ကူကိုထိတာလားမသိဘူး။မဲအေးကြီးကတကိုယ်လုံးတုံရီပြီးတော့ရေးရွက်လိုက်တယ်။ခြံထဲကတစ်ပင်အိုကြီးချေရင်းမှာဥပဒါရဲ့အယိုးကူရှိတာကိုသူမသတိရသွားခြင်းပဲဖြစ်တယ်။ထိုစဉ်မှာပဲလှေကားထိပ်ကပုံရိပ်ကြီးကရှေ့ကိုတလန်းတိုးလာတယ်။၎င်းရဲ့ခြေလမ်းတိုင်းကကျမ်းပြင်ပေါ်မှာအနက်ရောင်ဘွက်ရများထင်ကြံရစ်ခဲ့တယ်။၎င်းကကိုထုံးဝင်းရဲ့အနားကိုကပ်လာပြီးတော့အေးဆက်ဆက်စုပ်ပြတ်နေတဲ့အတန်ကြီးနဲ့တူးတူးလေးပြောလိုက်တယ်။ငါအိမ်ပြက်ပြီ။ထိုအတန်ကလူတန်နဲ့မတူဘဲနဲ့ကြောက်ခဲခြင်းပုတ်တိုက်တန်လို့ကြမ်းတမ်းလာတယ်။တပြိုင်နက်တည်းမှာပဲအိမ်ရှိကတည့်ရပင်ကြီးကပြင်းထန်တဲ့လေတိုးတန်နဲ့အတူဂျင်းကလေးမြေကအိမ်ဘက်ကိုလဲပြူကျလာတော့တယ်။တည့်ရပင်ကြီးကမြေဟိန်းတန်ကြီးနဲ့အတူလဲပြူကျလာတော့လေအိမ်ခေါင်မှုပေါ်ကိုတက်တယ်မကျဘဲနဲ့အိမ်ရှိဝရန်တာကိုသာပုတ်တိုက်ပြီးတော့ခြံစည်းရိုးဘက်ကိုစောင်းပြီးတော့လဲကျသွားတယ်။သို့တော်ထိုးအချိန်ကြောင့်တအိမ်လုံးမှာငလင်လှုပ်တဲ့ကဲ့သို့တိမ်တိမ်တုံသွားခဲ့တယ်။နေရံပေါ်မှာရှိတဲ့ဓာတ်ပုံဟောင်းကြီးကလည်းကျမ်းပင်ပေါ်ကိုပြုတ်ကျပြီးတော့မှန်စတွေလွှဲဆင်သွားခဲ့တယ်ကိုထုံးဝင်းနဲ့မက်အေးကြီးတို့နှစ်ဦးသားမှကြောက်စိတ်ကြောင့်မြေပြင်ပေါ်မှာခွေရိုင်ကျသွားခဲ့တယ်။လေကားတိမ်မှာရက်နေတဲ့ထိုးပုံရိပ်ကြီးကလည်းလဲပြူသွားတဲ့တရက်ပင်ကြီးကိုတစ်ချက်လှည့်ကြည့်ပြီးတော့၎င်းရဲ့ဖြူဖြော့နေတဲ့အသားဆိုင်တွေကဖုံးလန်းနေတဲ့မျက်နှာကြီးနဲ့ကိုထုံးဝင်းကိုပြန်ပြီးတော့စိုက်ကြည့်နေခဲ့တယ်။ငါအိမ်ပြက်ပြီ။ထိုတန်ကရခိုင်ကတည်းကပို့ပြီးတော့ကျဲလောင်လာပြီးတော့အိမ်ထဲမှာရှိတဲ့လေထုတွေကလည်းပို့ပြီးတော့အေးစိမ်လာခဲ့တယ်။ကိုထုံးဝင်းကအသက်ကိုဝါပါရှူပြီးတော့အာတင်ပြီးကျမ်းပြင်ပေါ်ကမှန်စတွေကြားထဲမှာပြန့်ကျဲနေတဲ့အဖိုးဖြစ်သူရဲ့ဓာတ်ပုံကိုလှမ်းပြီးတော့ကြည့်မိလိုက်တယ်။အဲဒီခါမှာသူတတိထားမိတာကဓာတ်ပုံထဲမှာအဖိုးဖြစ်သူဥပဒါဟာတရက်ပင်ချိန်ရင်မှာထိုင်နေတာမဟုတ်ဘဲနဲ့တရက်ပင်ကြီးကိုလက်ဖြင့်ဖတ်ထားသည့်ပုံစံဖြစ်နေခြင်းပဲဖြစ်တယ်။ကိုထုံးဝင်းကြည့်လိုက်အောင်မအေးကြီးရဲ့တုံရီနေတဲ့လက်ညှိုးညွန်ရာကိုသူကြည့်လိုက်မိတယ်။လေကားထိပ်ကြီးမှာရှိတဲ့ပုံရိပ်ကြီးကယခုကပုံသဏ္ဍာန်ပြောင်းလဲလာခဲ့တယ်။၎င်းရဲ့ကိုယ်ပေါ်ကရှုံ့ပွက်တွေကကျမ်းမြေမော်ကိုတဖြည်းဖြည်းအရေးပြောကျလာပြီးတော့ဒူပွက်များတွေကနေပြီးတော့တစ်သားစားတွေတန်ကြီးတက်နေတဲ့တန်မိုးတွေထွက်လာခဲ့တယ်။၎င်းကလူသေးတယောက်ရဲ့ဝိညာဉ်မဟုတ်ဘဲနဲ့အရာတစ်ခုခုကဖန်တီးထားတဲ့အတုရောင်ပုံရိပ်တစ်ခုနဲ့ပို့တူလာတယ်။အဖိုးလားကိုထုံးဝင်းကတုံကြီးနဲ့မေးလိုက်တော့လေထိုအရာကြီးကအနားကိုတရွတ်တိုက်လျှောက်လာခဲ့တယ်။၎င်းရဲ့ခြေလမ်းတိုင်းကကျမ်းမြင်သားများမှာပုတ်တူးဆွေးမိသွားတဲ့ကဲ့သို့မင်းနဲ့သွားကြတယ်။အဲ့ဒီအချိန်မှာအပြင်ဘက်ကနေပြီးတော့နောက်ထပ်ပြင်းထန်တဲ့လျှက်စီးတစ်ချက်လက်သွားပြီးမိုးကြိုးတန်ကြီးဟိန်းကနေမြည်ပြန်တယ်။ယခုဒီချိန်မှာတော့မိုးကြိုးဟာလဲကျနေတဲ့တရက်ပင်ကြီးရဲ့အမြင့်ဆုံးကိုတက်ထိမှန်သွားခြင်းပဲဖြစ်တယ်။အလင်းရောင်နဲ့အတူကိုထုံးဝင်းမြင်လိုက်ရတာကတရက်ပင်ကြီးရဲ့အမြင့်တွေကြားမှာမြုပ်နှံထားတဲ့ရှေးဟောင်းတစ်သားတက်တာပြက်ကြီးတစ်ခုပဲဖြစ်တယ်။အဲ့ဒီတစ်တာတွေကနေပြီးထွက်ပေါ်လာတဲ့အရာလူရိုးစုတစ်ခုမဟုတ်ဘဲနဲ့လူရွယ်စားကန်ရှိတဲ့တစ်သားရုပ်ထုကြီးတစ်ခုဖြစ်တယ်။အဲ့ဒီရုပ်ထုရဲ့မျက်နှာဟာအခုသူတို့ရှေ့မှာရက်နေတဲ့ပုံရိပ်ကြီးရဲ့မျက်နှာနဲ့တစ်ထပ်သေးကျနေတယ်။ကိုထုံးဝင်းချက်ချင်းပဲသတိရလိုက်တယ်။အဖိုးဖြစ်သူဥပဒါဟာသူမကွဲလုံးမီကအိမ်ဆောင်တစ်ခုကိုဖန်တီးခဲ့ဘူးတယ်လို့လူကြီးတွေကပြောမှုခဲ့ကြတယ်။ထိုအိမ်ဆောင်ကအိမ်ကိုဘေးအနေကကာကွယ်ဖို့အတွက်တရက်ပင်အောက်မှာမြုပ်ထားတဲ့အင်းချထားတဲ့ရုပ်ထုပဲဖြစ်တယ်။အဲ့ဒီရုပ်ထုကိုအဆောင်ရှောက်ဖြစ်ထားရှိပြီးတော့တရက်ပင်ကြီးမလဲမပြိုသေး၍အစွမ်းထက်တယ်လို့ဆိုထားခဲ့ကြတယ်။ယခုမှတရက်ပင်ကြီးလဲပြိုသွားခဲ့တယ်။အိမ်ဆောင်ရုပ်ထုကိုခြုံနှောင်ထားတဲ့အင်းခွက်တွေပျက်စီးသွားပြီဖြစ်တယ်။ရှေ့မှာရက်နေတဲ့ပုံရိပ်ကြီးကရုတ်တရက်ရက်တန့်သွားပြီးတော့၎င်းရဲ့ပါးစပ်ကြီးကိုဟလိုက်တယ်။အဲ့ဒီအထဲကထွက်လာတဲ့စကားသံတွေမဟုတ်ပဲတစ်သားကြိုးသံများတစ်ကိုင်းချောင်များပုတ်တိုက်သံများနဲ့အတူအပြင်ဘက်ကတဲတန်းစာရွာနေတဲ့မိုးတံကြီးများသာဖြစ်တယ်။
၎င်းကကိုထုံးဝင်းကိုကြည့်ပြီးတော့ဖြည်းဖြည်းချင်းဒူးထောက်ထိုင်ချလိုက်တယ်။အဖိုးကျွန်တော်တို့ဘာလုပ်ပေးရမလဲ။ကိုထုံးဝင်းကမေးလိုက်တော့လေအဲ့ဒီပုံရိပ်ကြီးကပြန်မဖြေတော့ဘဲနဲ့တဖြည်းဖြည်းနဲ့တစ်သားစာများရှုံလုံးများအဖြစ်သို့ပြန်လဲအရေးပြောကျသွားခဲ့တော့တယ်။အေခန်းချမ်းမြေပေါ်မှာမဲနှက်နေတဲ့ဖွက်အိုင်ကြီးတစ်ခုနဲ့အနံ့ဆိုးများသာကြံရစ်ခဲ့တယ်။မိုးမှာတဖြည်းဖြည်းဆဲသွားတော့လေလေတိုက်တန်ကတော့ကြံရှိနေစေဖြစ်တယ်။ကိုထုံးဝင်းနဲ့မအေးကြီးတို့ဟာမနဲ့လင်းတာနဲ့အဲ့ဒီနေရာနေမရွေ့ဘဲနဲ့တအူးကိုတအူးဖတ်ထားမိကြတယ်။နေရောင်ကြီးခက်ပြပြထွက်လာတဲ့အခါမှာသူတို့ခြံထဲကိုဆင်းကြည့်လိုက်တယ်။လဲကျနေတဲ့တရက်ပင်ကြီးရဲ့အမြင့်ဆုံးတွေမှာတွေ့လိုက်ရတာကတော့ကျိုးပယ်နေတဲ့တစ်သားရုပ်ထုကြီးမဟုတ်တော့ပဲအဖိုးပြစ်သူဥပသာရဲ့အယိုးစုတွေသာဖြစ်နေတော့တယ်။သူတို့တေချာကြည့်လိုက်တဲ့အခါအယိုးစုရဲ့လက်ချောင်းတွေကအိမ်ဘက်ကိုမဟုတ်ဘဲနဲ့မြေကြီးတွေကိုနှက်ဆိုင်စွာအုပ်တွယ်ထားတာကိုတွေ့လိုက်ရတယ်။အဲဒီနေရာစပြီးတော့ကိုထုံးဝင်းရဲ့အိမ်မှာမိုးရွာတဲ့ညတိုင်းလျှက်စီးလက်တဲ့အခါတိုင်းလေကတဲ့ပေါ်ကနေပြီးတော့တကြွကြီးနဲ့အတန်တွေကိုကြားနေရစေဖြစ်တယ်။သို့တော့အဲ့ဒီအတန်တွေကအိမ်ထဲကိုဝင်လာတဲ့အတန်မဟုတ်ဘဲနဲ့အိမ်ထဲကတစုံတရာကိုအပြင်းမထွက်အောင်တာစီကာကွယ်ပေးနေတဲ့အလားလေကတဲ့ချေရင်လိုက်တာတညာလုံးကြားနေရတော့တယ်။ခြံထဲမှာလဲကျနေတဲ့တရက်ပင်ကြီးနေရာမှာယခုကမြေကြီးအပင်မှမပေါက်တော့ပဲမြေကြီးပေါ်မှာအမြဲတမ်းစိုထိုင်းပြီးတော့မဲနှက်နေတော့တယ်။အင်းစိန်ဘက်ကထိုအိမ်ကြီးနားမှာဖြတ်သွားသူတိုင်းကမိုးရွာတဲ့ညတွေဆိုရင်တရက်ပင်ချေရင်မှာအဝတ်အစားနွမ်းဖက်ဖက်နဲ့လူတယောက်မိုးရေထဲမှာရက်နေတာကိုမြင်တွေ့ရတဲ့အကြောင်းကိုယနေ့တိုင်းပြောစမှတ်ပြုနေကြဆဲပဲဖြစ်တယ်။ဟုတ်ကဲ့ပါယခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကိုအဆုံးထိနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ